ဒီမိန်းကလေးဟာနေ့တိုင်းမျက်နှာဖုံးတက်ထားရတယ်သူမရဲ့မျက်နှာအစ်စ်ကိုဘယ်သူမှမမြင်ရအောင်ဖုံးကွယ်ထားရပေမဲ့အတန်းထဲကကောင်လေးတစ်ယောက်ကိုတော့ချစ်မိသွားခဲ့တယ်ဒီနေ့မှာတော့သူမရဲ့ခံစားချက်တွေကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ်お前のことが大っ嫌いအတန်းထဲမှာဆီယာမကចောင်းသားတွေကိုအချင်းချင်းအပေါ်ဘယ်လိုထင်မြင်လဲဆိုတာရေးခိုင်းတဲ့ဂျန်နီကသူမသဘောကျတဲ့ဂျက်ကိုမကြာခဏလမ်းကြည့်မိနေတဲ့ဂျက်ကတခါကသူမကိုညှင်းပယ်ခဲ့မှုပေမဲ့သူမအပေါ်ဘယ်လိုထင်လဲဆိုတာသိချင်နေသေးပဲဂျန်နီကမှတ်ချက်စာရွက်တစ်ရွက်ကိုဖတ်လိုက်တဲ့အခါအလွန်အံ့ဩသွားတယ်သူမကအလင်းအမြန်ရှင်းပြဖို့ကြိုးစားပေမဲ့ဂျက်ကအရာအလုံးကိုသိပြီးသားလို့ဖြစ်နေတယ်နေ့လယ်စာစားချိန်မှာဂျန်နီကထောက်တနေရမှာတယောက်တည်းထိုင်စားနေတဲ့ရုတ်တရက်စက်ကူလေးလေးတစ်စင်းသူမရှိကိုကြာလာတဲ့အဲ့ဒီပုံမှာတော့ဂျက်အကြောင်းသူမရေးခဲ့တဲ့မှတ်ချက်စာသားရေးထားတယ်ねなんか見たこともないだろその場しのぎの都合のいいことばっかだから嫌いなんだよကျောင်းကျော်ပြေပွဲအတွက်ခေါင်းဆောင်တယောက်ရွေးချယ်ရမယ့်အချိန်ရောက်လာတယ်ရုပ်ချောပြီးလူကြက်များတဲ့ကြားကအားလုံးရဲ့ပထမရွေးချယ်မှုဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အတန်းခေါင်းဆောင်ဂျန်နီကပဲတာဝန်ယူရတယ်လေ့ကျင့်ရေးနေရောက်တဲ့အခါတယောက်မှမလာကြဘူးဂျန်နီကလူတိုင်းကသူမကိုဘာကြောင့်ဒီလောက်မုန်းကြတာလဲဆိုတာနားမလည်နိုင်ဘူးစိတ်မကောင်းဖြစ်တိုင်းသူမကတယောက်တည်းပုံနေပြီးကိုနာကျင်အောင်လုပ်တတ်တယ်ရက်ကဂျန်နီကိုမုန်းတယ်လို့အမြဲပြောပေမဲ့တကယ်တော့သူမကိုတိတ်တဆိတ်ဆောင်ကြည့်ကကာကွယ်ပေးနေခဲ့တာဖြစ်တယ်ဂျန်နီကလေ့ကျင့်ရေးကိုဘယ်သူမှမလာလို့စိတ်ထိခိုက်နေတယ်ဆိုတာသိသွားတဲ့အခါဂျက်ကသူမရဲ့လက်ကိုဆွဲပြီးကျောင်းရဲ့အတန်းလွင့်ခန်းစီပြေးသွားတယ်ဂျက်ကအရန်လူကြိုက်များတဲ့သူဖြစ်လို့သူပြောတာကိုဘယ်သူမှမငြင်းရဲကြဘူးအတန်ချက်ဆက်ကနေဂျက်ရဲ့အတန်ကိုကြားလိုက်တာနဲ့ចောင်းသားတွေအလန့်တကြားဖြစ်သွားကြတယ်မကြခင်မှာပဲအတန်းသားအားလုံးလေ့ကျင့်ရေးကိုရောက်လာကြတဲ့ဂျက်ကကိုယ်တိုင်ဦးဆောင်ပြီးလေ့ကျင့်ရေးကိုစနစ်တကျဖြစ်အောင်ကူညီပေးတဲ့တခါတရံဂျန်နီကိုလည်းခိုးကြည့်နေတတ်တယ်ဂျက်ရဲ့အကူအညီကြောင့်လေ့ကျင့်ရေးတွေအဆင်ပြေချုံးမွေ့သွားတယ်အဖွဲ့လိုက်ဓာတ်ပုံရိုက်တဲ့အချိန်မှာဂျန်နီလည်းအဖွဲ့ဝင်တစ်ယောက်ဖြစ်ပေမဲ့ဘေးဖယ်ခံရဆဲပဲသူမကပြုံးနေဟန်ဆောင်ပေမဲ့စိတ်ထဲမှာတော့အလွန်ဝမ်းနည်းနေတယ်ဂျန်နီကခမ်းမထဲကနေတယောက်ထဲထွက်လာခဲ့တဲ့အတန်းဖော်တွေကဘာကြောင့်သူမကိုအမြဲဖယ်ချင်ထားကြတာလဲဆိုတာနားမလည်နိုင်ဘူးသူမကအနီးနားကပစ္စည်းတူလောင်ခန်းတစ်ခုထဲဝင်သွားတယ်အဲ့ဒီအခန်းထဲမှာပကြီကားတွေအများကြီးစုပုံထားတယ်ပကြီကားတစ်ချက်ကသူမရဲ့အာယုံကိုဖမ်းဆားလိုက်တဲ့ဂျန်နီကမျက်နှာဖုံးကိုဖြုတ်လိုက်မိတယ်ဒါဟာဂျက်ရဲ့ပကြီလက်ရာကိုပထမဆုံးအကြိမ်မြင်မှုရဖြစ်ပြီးအဲ့ဒီပကြီကသူမရဲ့ဒဏ်ရာရနေတဲ့စိတ်နှလုံးကိုတိတ်တဆိတ်ကူတာပေးနေတယ်လို့ခံစားရတယ်ဂျက်ကဂျန်နီငိုနေတာကိုမကြည့်ရဘူးဒါကြောင့်သူမကိုသူ့ရဲ့လှုပ်ဝက်နေရာလေးစီခေါ်သွားပြီးသူမြင်တဲ့ကဘာကြီးကိုပြချင်ခဲ့တယ်သူကဂျန်နီစီလက်ကမ်းပေးလိုက်တယ်အဲ့ဒီခိုက်တန်မှာဂျက်ဟာကောင်းကင်တမန်တစ်ပါးလိုထင်ရတဲ့သူဟာဂျန်နီရဲ့ကဘာထဲမှာရှိနေခဲ့တဲ့အမောင်ထုကိုဖယ်ရှားပေးပြီးအလင်းရောင်ယူဆောင်လာခဲ့တယ်သူတို့နှစ်ယောက်ရဲ့ဇလန်းကတော့အဲ့ဒီနေရာကနေစတင်ခဲ့တာဖြစ်တယ်